ကောင်မလေးကအကပြိုင်ပွဲမှာကပြဖြော်ပြနေတော့ကောင်လေးတယောက်ကသူမကိုရှုံးနိမ့်စေပြီးသူ့ညီမကိုအနိုင်ရစေဖို့အတွက်စင်ပေါ်ကိုတန်ချောင်းတွေတမင်တကာပစ်ချလိုက်ပါတယ်။ကောင်မလေးကစင်ပေါ်မှာပြန့်ကျဲနေတဲ့တန်ချောင်းတွေကိုမြင်တဲ့အခါကြောက်ရွံ့သွားပေမဲ့လည်းသူမရဲ့18နှစ်တာစူးစမ်းအားထုတ်မှုတွေအလားအတမဖြစ်စေဖို့အတွက်ကပြခြင်းကိုမရက်တတ်ပဲတတိမွေးကအသက်ပြင်းပြင်းရှူပြီးဖက်နှက်မပါပဲတန်ချောင်းတွေပေါ်တိုက်ရိုက်နှင်းကအားကုန်သုံးပြီးဆက်လက်ကပြခဲ့တာကြောင့်ခြေထောက်တွေမှာသွေးတွေချင်းချင်းညီသွားခဲ့ရပေမဲ့သူမဟာကပြခြင်းကိုမရက်တန့်ခဲ့ပါဘူး။သူမရဲ့ကပြမှုကတကယ်ကိုကြော်ရှင်းလှပလွန်တာကြောင့်ပြိုင်ပွဲဝင်အားလုံးအံ့အားသင့်သွားကြသလိုခမ်းမတစ်ခုလုံးလည်းလက်ခုပ်တံတွေနဲ့ဟိမ့်ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ပြိုင်ပွဲဖြစ်တဲ့ပါလက်တဲ့ကောင်မလေးကသူမအနာကိုတီတီငိမ့်ငိမ့်ချင်းကပ်လာပြီးသူမရဲ့ကပြမှုကိုလှောင်ပြောင်ခဲ့ပေမဲ့ကောင်မလေးကတော့ဘာမှပြန်မပြောခဲ့ပါဘူး။ဒိုင်လူကြီးကရလက်ကိုကြီးညာဖို့စင်ပေါ်တက်လာတဲ့အခါကောင်မလေးကဒိုင်လူကြီးရဲ့လက်ထဲမှာသူမပထမရတယ်လို့ရေးထားတဲ့ရလက်ကိုမြင်လိုက်ရပေမဲ့တကယ်တမ်းကြီးညာတဲ့အခါမှာတော့နှလုံးသားမရှိတဲ့ပြိုင်ပွဲကောင်မလေးကသာအနိုင်ရသူအဖြစ်သတ်မှတ်လိုက်ပြီးအဲ့ဒီကောင်မလေးကလည်းချမ်းသာတဲ့မိသားစုကဖြစ်ရတာဟာအရေးချင်းတစ်ခုပဲလို့မာနာတကြီးပြောဆိုခဲ့ပါတယ်။ဒါကိုကြားတဲ့အခါကောင်မလေးကအရန်ဒေါသထွက်သွားပြီးဒီပြိုင်ပွဲမှာမတရားမှုတွေရှိနေကြောင်းလူအများရှိမှဖွင့်ချလိုက်တာကြောင့်လူတွေကလည်းသူမဘက်ကနေဝိုင်းဝန်းထောက်ခံပေးကြတဲ့အတွက်ဒိုင်လူကြီးမျိုးသမီးကပြည်သက်တွေကိုမောင်းထုတ်ဖို့သူမရဲ့လက်ထောက်ကိုအချက်ပြခဲ့ပါတယ်